โอเคအားလုံးပဲမင်္ဂလာနေ့လည်ခင်းပါဗျာเนาะโอเคကျွန်တော်မနက်ကတင်ပေးလိုက်တဲ့ဗီဒီယိုဖိုင်မှာတော့933ကီ385ကီကီထီသွားတယ်ဗောเนาะကီပဲထီသွားတယ်ကျွန်တော်တို့ကွက်ကတော့လွဲတယ်ဗျเนาะကွက်လွဲသွားတယ်ဖွင့်ပွဲလွဲသွားတယ်ဗောเนาะဖွင့်ပွဲလွဲသွားတယ်ဆိုတော့ကျွန်တော်လည်းနည်းနည်းလေးဟိုပါဗောစိုက်ရှာတာနည်းနည်းလေးမှားသွားတယ်လို့လည်းပြောလို့ရတယ်ဗျเนาะကဲဟုတ်ပြီဗျာเนาะအဲ့လိုမျိုးမဖြစ်အောင်လို့အခုကျွန်တော်ညနေတော့တေးသေးချာချာလေးပြန်ပြီးတော့ရှာပြီးတော့လုပ်ပေးထားပါတယ်เนาะအခုဒီညနေမှာတော့ကျွန်တော်လုံးမိုင်ကနှလုံးထွက်ထားပါတယ်အမှန်ကတော့တစ်လုံးနဲ့ပေးမလို့ဒါပေမဲ့ပျောက်ကနန်း6ကိုကျွန်တော်နည်းနည်းလေးစိုးထင့်နေလို့အဲ့ပျောက်ကနန်း6ပါကျွန်တော်ထပ်ထည့်ပေးလိုက်တယ်ပြီးကြတော့ break line ရှာလိုက်တဲ့အခါမှာ16 break တော့တွေ့တဲ့အတွက်ကြောင့်မလို့16 break ကလည်းเนาะဒီညနေမှာကောင်းနေတဲ့အတွက်ကြောင့်မလို့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်က break 3ခုtriangle 3ကပုံစံမျိုးကြတယ်ဟေ့ဆိုရင်ကျင်းတွေပေါ့တစ် break လာပေးရတယ်เนาะတစ် break လာပေးရတဲ့အတွက်ကြောင့်မလို့တစ် break ကနည်းနည်းလေးလှနေတယ်အမှန်တိုင်းပြောတာလှနေတယ်ဗျာเนาะတစ် break လှနေတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် break line အနေနဲ့လည်း16 break ထည့်ပေးထားတယ်ကျွန်တော်ရဲ့ key နှစ်ခုเนาะ key နှစ်ခု4လုံးကီးနဲ့3လုံးကီးနဲ့တွဲလိုက်တဲ့အခါမှာ12ကွက်ထွက်နေအဲ12ကွက်ထဲမှာလည်းတစ်ပရိတ်တွေအကုန်ပါတယ်ဗျနော်တစ်ပရိတ်လည်းပါတယ်6ပရိတ်လည်းပါတယ်ဗျနော်အားအကြောင်းတော့ကျွန်တော်လည်းပယ်လို့မရဘူးဖြစ်နေတယ်တော်တော်လေးလည်းလှနေတယ်ဗျနော်တော်တော်လေးလည်းလှနေတယ် break line နဲ့လည်းကိုက်နေတယ်ကီးနှစ်ခုတွဲလိုက်တဲ့ကဏ္ဍတွေကလည်းဟို brain နဲ့လည်းသွားညှိတယ်ဗျာနော်သွား brain နဲ့လည်းညှိသလိုလုံးမိုင်နေနဲ့လည်းသွားညှိနေတယ်အဲ့တော့ကျွန်တော်တို့ဒီညနေမှာတော့ပေါက်ဖို့90ရာခိုင်နှုန်း95ရာခိုင်နှုန်းကတော့ကျင်းတွေတလောက်ရှိတယ်နော်အဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နည်းနည်းလေးတစ်ချက်ကိုစဉ်းစားဆုံးဖြတ်ပါနော်2နာရီကဏ္ဍကိုတစ်ချက်စောင့်ကြည့်လိုက်ပါ2နာရီကဏ္ဍပါထွက်မလဲပေါ့နော်2နာရီကဏ္ဍပေါ်မှာမူတည်ပြီးတော့ main ကဏ္ဍကိုအဆင်ပြေလို့ကိုကျွန်တော်ထုတ်ပေးမယ်ကျွန်တော်ရဲ့ကြိုက် main လေးကိုမကြိုက်ခဲ့ဘူးကျွန်တော်ရဲ့ကြိုက် main ကိုမှမိတ်ဆွေတို့မကြိုက်ဘူးဟေးဆိုရင်ကိုကြိုက်တဲ့ main ကဏ္ဍလေးတွေကိုဆွဲပြီးလုပ်ပါကျွန်တော်ကတော့ညနေမှာခွန်လဲကြိုက်တယ်6လဲကြိုက်တယ်ပြီးကြတော့ပြီးခဲ့တဲ့အပတ်မှာကျွန်တော်တို့ကညီကိုပျောက်ထားတယ်ညီကိုပျောက်ထားတဲ့အတွက်ဒီတစ်ပတ်မှာညီကိုကလာအောင်လာပေးရမယ်လာအောင်လာပေးရမယ်ဆိုတော့ဒီတလင်းလာအင်္ဂါမှာလာပေးရမယ်နော်မနက်ကညီကိုမလာဘူးပရိသာဆင်းသွားတယ်50နှစ်ဆိုပြီးတော့ပရိသာဆင်းပေးသွားတယ်မနက်ပရိသာညပရိသာဆိုပြီးတော့6ပရိရိုက်မယ်ဆို60ခွန်လှပါတယ်နော်အမှ9ခွန်ပါတယ်ဗျာနော်ကျွန်တော်ထုတ်ပေးထားတဲ့12ခွန်ထဲမှာ60ခွန်ပါပါတယ်တကယ်လို့များအဲ့လိုမျိုးမှမပေးဘဲနဲ့formula 3ကန်ပုံစံရပါတော့ formula 3ကန်ပုံစံရတစ်ပရိတ်ပေးမယ်ဟေးဆိုရင်အမှ62ပါမယ်40ခွန်ပါမယ်65ပါမယ်65ညီကိုဆိုရင်ပိုးတော်လှသေးတယ်เนาะအဲ့3ခွက်ကျွန်တော်တည်ပြီးပေးမယ်တစ်ပရိတ်ကိုညီကိုလည်းဟုတ်တယ်65ကိုတည်ပေးမယ်မနက်တစ်လုံးညနေပြန်ဆွဲမလားပေါ့နော်မနက်က50ဆိုတော့9တစ်လုံးပြန်ဆွဲမယ်ဆို65အလားဆုံးဖြစ်နေတယ်ကျွန်တော်ပထမတော့တစ်ကွက်ကောင်းဆိုပြီးကျွန်တော်ဆွဲထုတ်ပေးလို့မထုတ်ပေးတော့ဘူးကျွန်တော် main ကဏ္ဍအနေနဲ့ပဲထုတ်ပေးမယ်အဲ့တော့မိတ်ဆွေတို့ကဒီ12ကွက်လုံးကအရန်လှနေတယ်ပယ်စရာဆိုလို့နည်းနည်းတစ်ခွက်နှစ်ကွက်ပဲရှိတယ်ဗျာနော်ပယ်စရာဆိုလို့ကျွန်တော်မကြိုက်တာဆိုလို့နှစ်ကွက်ပဲရှိမယ်ဗျာနော်နှစ်ကွက်တော့မဟုတ်ဗျဟုတ်တယ်နှစ်ကွက်ရှိမယ်ဗျာနော်နှစ်ကွက်ရှိမယ်မကြိုက်တာပေါ့နော်နှစ်ကွက်ရှိမယ်အဲ့တော့အဲ့နှစ်ကွက်ကိုပယ်ပြီးတော့10ကွက်တောင်ထိုးခြင်းနဲ့ထိုးလို့ရတယ်ဒါမှမဟုတ်မိတ်ဆွေတို့ကတော့တက်နိုင်တယ်ဟေ့ဆို12ကွက်လုံးထိုးပါကျွန်တော်အကြိုက်ဆုံးကဏ္ဍလေးကိုကျွန်တော်9ကွက်ဆွဲထုတ်ပေးသွားမယ်နော်အားကြောင့်ကျွန်တော် main ဆိုပြီးတော့ကျွန်တော်မရေးသေးပဲနဲ့ဒီတိုင်းထားတာဗျာနော်ကျွန်တော်ရေးပေးမယ်ဗျာနော်လာနိုင်တဲ့ဟာတွေကိုကျွန်တော်အကုန်ပြောပြပေးပြီနော် formula တွေကိုပြောပြပေးပြီးသွားပြီပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့တွေခဏလေးဗျာနော်ကျွန်တော်စာရွက်ယူပြီးပြန်ပြောပြမယ်ဒီမှာဗျနော်ဒီမှာကျွန်တော်အကြမ်းမြင်းလေးဘေးမှာရေးပြပေးမယ်ဗျနော်အဲ့ဒါကြောင့်မလို့တစ်ပရိတ်ကလာနိုင်တယ်လို့ကျွန်တော်ပြောပြတယ်ဗျနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဂျာသာပရင်းနေ့မနက်ပိုင်းက30ဆိုပြီးဆင်းသွားတယ်ညနေပိုင်းမှာ49ဆိုပြီးဆင်းတယ်ဗျနော်30ဆိုတော့3ပရိတ်49ဆိုတော့လည်း3ပရိတ်ပဲနော်အဲ့ဒီမှာထပ်ပြီးတော့တောက်ကြနေမနက်မှာ31ဆိုပြီးဆင်းတယ်4ပရိတ်တော့3ပရိတ်တော့မဟုတ်ဘူးညနေပိုင်းမှာဘာပြန်ဆင်းလဲဆိုတော့3ဆိုပြီးတော့ဒီမှာပြန်ဆင်းတယ်ဗျနော်အဲ့တော့ကျွန်တော်တို့က3ကန်ပုံစံပေါ့နော်3ကန်ပုံစံဆိုတော့ဒီမှာ3ပရိတ်ဒီမှာ3 break ဒီမှာ3 break ဒီမှာ3 break เนาะဒီမှာ3 break အဲ့တော့ကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီလိုပုံစံဖြစ်သွားမယ်ဗျာเนาะ30
4ကို303ပေါ့ဗျာနော်303ဆိုတော့ကျွန်တော်3ကန်ပုံစံဆွဲလိုက်မယ်ပေါ့နော်3ကန်ပုံစံဆွဲလိုက်မယ်ဟဲ့ဆိုရင်ကျွန်တော်ဒီလိုပုံစံပေါက်သွားမယ်ဗျာနော်3ကန်ပုံစံပေါ့ဗျာနော်3ကန်ပုံစံပေါက်သွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့အမှ3ပရိတ်3ခုဆင့်နေဟဲ့ဆိုရင်ဘာမှမစင်စားနဲ့1ပရိတ်နော်1ပရိတ်ချင်းတွေပေါ့လာပါတယ်1ပရိတ်မှာတင်ထိုးရမှာကဘာလဲဆိုတော့2ကိုတင်ထိုးရမှာပါ2ကိုပါနော်2ကိုတင်ရမှာဗျာနော်2ကိုတင်ရမှာ main တင်ရမှာနော်2ကို main တင်ရမှာအဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးတာအဲ့တော့ဒီတစ်ပိတ်ကတော့တနင်္လာအင်္ဂါ3ရက်အတွင်းဆင်းပေးရမှာတနင်္လာအင်္ဂါဗုဒ္ဓပေါ့ဗျာနော်တောက်ကြနေမှာဒီမှာ3ပရိတ်နဲ့ပိတ်သွားတဲ့အတွက်အဲ့ရှေ့ပတ်မှာနော်ရှေ့ပတ်မှာတော့လည်းဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့62ဆင်းသွားတာဗျာနော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တလင်းလာနေမနက်ပိုင်းမှာ8နဲ့9နှစ်နဲ့ဆိုဆင်းသွားတာအဲ62ကဘာကြောင့်ဆင်းပေးရတယ်လဲဆိုတော့အိုးပေါ်ဘက်မှာကြည့်လိုက်ပါနော်အဲပြီးခဲ့တဲ့အပတ်ရဲ့အရှိတ်ဘက်မှာဘာတွေဆင်းခဲ့လဲဆိုတော့69နှစ်309ဆိုပြီးပြန်ဆင်းလာတယ်6ပရိတ်3ခု triangle 3ကန်ပုံစံပေါက်တာမှာအဲတစ်ပတ်လုံးမှာမပေးသွားဘူးနော်မပေးသွားဘူးဆိုတော့ဘာဖြစ်လို့မပေးတာလဲဆိုတော့ကျွန်တော်တို့တောက်ကြနေရပိတ်ရက်ဖြစ်သွားတယ်နော်တောက်ကြနေရပိတ်ရက်ဖြစ်သွားတာ3ရက်အတွင်းဆင်းပေးရမှာဆိုတော့ဗုဒ္ဓဦးကြာတာပရိတောက်ကြပိတ်သွားတဲ့အတွက်ကြောင့်မလို့တနင်္လာနေ့ကျမှကွက်ခနဲဆိုပြီးတော့62ဆိုပြီးတော့ဆင်းပေးသွားတယ်အခုလေဒီတိုင်းပဲဒီမှာ3ပရိတ်3ခု triangle 3ကန်ပုံစံပေါက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တစ်ပရိတ်ကကျင်းနေပေါ်လာမယ်ပြီးခဲ့တဲ့ဘက်က2ကိုထွက်ထားတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့အားတော့နေတယ်ကျွန်တော်ကပူကြိုက်တာ65ကိုပူကြိုက်တယ်เนาะညီကို65ပူကြိုက်တယ်40ခွန်ကြိုက်ပါတယ်เนาะ4ခွန်ကြိုက်တယ်ဒီမှာ62လည်းပါနေတဲ့အတွက်အဲ့မှာ3ခွက်လုံးကိုတင်ထိုးပါเนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်က main ကနန်းအနေနဲ့ကျွန်တော်က65ကိုအဓိကတင်ပြီးပေးမယ်เนาะ65ကိုအဓိကတင်ပြီးပေးမယ်ပြီးပြီဟေ့ဆိုရင်40ခွန်ထည့်ပေးမယ်เนาะ4ခွန်လေးထည့်ပေးမယ်ပြီးပြီဟေ့ဆိုရင်ကျွန်တော်တို့အဲ့မှာ62တစ်ခွက်ထည့်ပေးမယ်เนาะ62တစ်ခွက်ထည့်ပေးမယ်6တလုံးကလည်းပျောက်နေတဲ့အခါဘာထည့်ရမလဲကျွန်တော်တို့ဘာလိုက်ရမလဲဆိုတော့ဒါလေးပြန်ဖြတ်လိုက်တော့မယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဒါလေးကိုလည်းကျွန်တော်တေချာရှင်းပြပြီးသွားပြီပြီးခဲ့တဲ့အပတ်ကညီကိုကလည်းပျောက်ထားတယ်ညီကိုကလည်းပျောက်ထားတဲ့အတွက်ကြောင့်မလို့တစ်ချက်သတိထားပါเนาะတစ်ချက်သတိထားပါညီကိုပျောက်ထားတယ်6ပျောက်ထားတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ60ခွန်ဒီမှာပါနေတယ်60ခွန်เนาะ6ခွန်ပါနေတယ်ညီကို6ခွန်เนาะဒီ6ခွန်နှလုံးတွဲဆင်းသွားနိုင်တယ်လုံးမိုင်နှလုံးကတွဲဆင်းကောင်းဆင်းသွားနိုင်တယ်เนาะ60ခွန်ပြီးပြီဟဲ့ဆို6ပရိတ်เนาะ6ပရိတ်6တုံညာเนาะအမှ6တုံညာအဲ့တော့ကျွန်တော်တို့ကဒီမှာ65ပါသွားပြီဆိုတော့ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်မယ်62ပါသွားပြီဆိုတော့ဒါလေးပြန်ဖြတ်လိုက်မယ်40ခွန်ပါသွားပြီဆိုတော့ဒါလေးပြန်ဖြတ်လိုက်မယ်6ခွန်လည်းပါသွားပြီဆိုတော့ဒါလေးပြန်ဖြတ်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဘာကြံမလဲဒီ12ကွက်ထဲမှာเนาะလွဲလေးเนาะထိုးစရာလွဲလေးဘာကြံမလဲဒီမှာ6ပရိတ်60ခွန်မနက်ပရိသာညနေပရိသာပေးသွားလို့ရတယ်60ခွန်เนาะမနက်ပရိသာညနေပရိသာပေးလို့ရတယ်လာခဲ့ဘူးတယ်เนาะမနက်ပရိသာညနေပရိသာမနက်နက်ခတ်ညနေနက်ခတ်မနက်ပါဝါညနေပါဝါเนาะ49ဆိုပြီးပြန်ဆင်းတာတွေเนาะ35ဆိုပြီးပြန်ဆင်းတာတွေအမျိုးမျိုးရှိခဲ့ဘူးတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေတစ်ချက်သတိထားပါ60ခွန်ပြီးပြီဟေ့ဆိုရင်ညီကိုကြိုက်မယ်ညီကိုလာမယ်ဟေ့ဆိုရင်မနက်တစ်လုံးညနေပြန်ဆွဲမယ်9ပရိတ်เนาะ9ပရိတ်6ပရိတ်မပေးဘဲနဲ့6ကိုပြန်ပြီးတော့6တစ်9ပရိတ်ဆိုပြီးတော့ပေးတော့169ပရိတ်ဆိုပြီးတော့ပေးမယ်ဆိုရင်လေဒီမှာ45 9ပရိတ်เนาะညီကို6တုံည9ပရိတ်ညီကိုเนาะညီကိုထိုင်းပါဝါအဲ့ဒါလေးတွေတစ်ချက်သတိထားပါเนาะအဲ့ဒါလေးတွေတစ်ချက်သတိထားပါအဲ့တော့ဒီ3ခွက်ကလေးကိုထပ်ထည့်ထိုးအဲ့ဒါဆိုမှအားလုံးမှာ12ခွက်ထဲမှာ6ခွက်ပဲရှိတယ်เนาะ12ခွက်ထဲမှာ6ခွက်ပဲရှိတယ်เนาะ2နာရီကနန်းလေးနဲ့ကိုယ့်အကိုချိန်ပြီးတော့စော့ပါ2နာရီမှာဘာထွက်လဲเนาะကိုယ့်အကိုသတိထားပြီးတော့စော့ပါမနက်က9ခွဲမှာဗရိတ်ညီကိုပေးသွားတဲ့အတွက်ကြောင့်မလို့12နာရီမှာဗရိဒါဆိုပြီးတော့ဆင်းပေးတယ်เนาะအခု2နာရီမှာဘာလာမလဲเนาะဘာလာမလဲအဲ့ဒါအပေါ်မှာမူတည်ပြီးတော့မိတ်ဆွေတို့ကြည့်လို့ဗရိတ်ကြိုက်တဲ့လူတွေဒီမှာ16ဗရိတ်ကျွန်တော်ပေးထားတယ်16ဗရိတ်လုံးမိုင်ကြိုက်တဲ့လူတွေဒီမှာ6ခွန်ကျွန်တော်လုံးမိုင်ပေးထားတယ်เนาะအဲ့ဒီမှာကျွန်တော်ကဒီမှာကျွန်တော်အကြိုက်ဆုံး main ကွက်9ကွက်ဆွဲထုတ်ပေးထားတယ်အဲ့9ကွက်ထဲမှာကြံနေတဲ့အထဲမှာညီကို
4 9 4 5နော်ညီကို4 5ကျန်တယ်6 3ညကျန်မယ်နော်ပြီးပြီဟေးဆိုရင်ဒီမှာ6ပရိတ်ဆိုရင်ဒီမှာ69ကျန်မယ်ဒါပရိတ်လိုင်းညဆိုရင်69ကျန်မယ်နော်69ကထည့်ပေးပြီးသားကျွန်တော်ကြံကနန်းက6နှစ်ရယ်4နှစ်ရယ်4 3ညရယ်ကိုကြိုက်ရင်ကိုယ့်အကူထပ်ထည့်ထိုးဒါပေမဲ့အရန်သဘောအနေနဲ့တော့ထိုးထားစေချင်တယ်ကိုထိုးကြီးလေးကာမိအောင်လို့နော်ဒါကျွန်တော်စေတနာလေးနဲ့ကျွန်တော်ကပြောပြပေးခြင်းဖြစ်တယ်နော်မိတ်ဆွေတို့တွေကိုယ့်အကူကိုစိတ်ကြိုက်ကိုစိတ်ကြိုက်လေးကိုယ့်အကူကိုရွေးချယ်ပြီးတော့လုပ်လို့ရအောင်လို့ကျွန်တော်မင်းကနန်းလေးကိုနောက်ဆုံးမှချရေးပေးတာဒီညနေကတော့ဗရိတ်လိုင်းကလည်းလှနေတယ်လုံးမိုင်ကလည်းဗရိတ်လိုင်းနဲ့လည်းလုံးမိုင်နဲ့လည်းလှတယ်ဗျာလှပြီမဲ့ကီးတွေကိုကျွန်တော်ရှာလိုက်တဲ့ခါမှာကီးနှစ်ခုတွားတွဲကြည့်လိုက်တဲ့ခါမှာဗရိတ်လိုင်းနဲ့လည်းညှိတယ်လုံးမိုင်နဲ့လည်းညှိတယ်အဲ့တော့ကျွန်တော်တို့ကပြီးခဲ့တဲ့အပတ်ကဖော်မြူလာတွေနဲ့လည်းညှိနေတယ်အဲ့တော့ညှိနေတဲ့အခါကျတော့ဒီညနေရဲ့ကျင်းတွေပေါ့90-95ရာခိုင်နှုန်းလောက်ကျင်းတွေတော့ကိုယ့်ဘက်မှာရှိတယ်နော်ကျင်းတွေပေါ့ဒီညနေပေါက်ဖို့များတယ်ဗျာအဲ့အတွက်ကြောင့်မလို့ဒီ12ခွက်လုံးတော့တည်ထိုးပါတည်ထိုးပြီးပြီဆိုမှကိုကြိုက်တဲ့ main ခွက်တွေပဲတင်ထိုးနော်12ခွက်လုံးကိုထိုးကြည့်ရအောင်လို့အရင်တင်ထိုးတည်ထိုးလိုက်ပြီးပြီဆိုမှ main ခွက်ကိုတင်ထိုးနော်အဲ့ဒါဆိုရင်နှစ်ပယ်စားရမယ်နော်အဲ့ထက်က main ခွက်ကပါဝင်သွား main ခွက်ထဲမှာပါဝင်သွားမယ်ဟေးဆိုရင်နှစ်ပယ်စားရမယ်နော်အဲ့လိုမျိုးပြောတာ okay နော်ကဲအားလုံးပဲဒီညနေမှာတော့လုံးဝ share site တွေနဲ့ share plan ကြီးနဲ့လာတဲ့အတွက်ကြောင့်မလို့ညနေမှာတော့ကျွန်တော် share အောင်ပွဲခံကြမယ်ဗျာနော်ကျွန်တော်ရဲ့ဒီ video file လေးကိုဝင်ရောက်ကြည့်ရှုအားပေးတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုကျွန်တော်တစ်ခုလောက်တော့အကူအညီတောင်းကြပါတယ်ကျွန်တော်ရဲ့ channel တွေအကုန်လုံးပိတ်ခံလိုက်ရတဲ့အတွက်ဖြတ်သိမ်းခံလိုက်ရတဲ့အတွက်ကြောင့်မလို့အခုမှအသစ်ပြန်လုပ်ထားတာပါအသစ်ပြန်လုပ်ထားတဲ့အတွက်ကြောင့်မလို့ဝင်ရောက်ကြည့်ရှုခဲ့တဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမအားလုံးဝင်ရောက်ကြည့်ရှုခဲ့တဲ့ခါကျရင် like and subscribe လေးလုပ်ပေးပြီးတော့notification ခေါင်းလောင်းလေးကို all တို့ပြောင်းထားပေးပါเนาะဒါလေးကိုကျွန်တော်တောင်းဆိုတာပါအဲ့ဒါမှကျွန်တော် like မြန်မြန်လွှင့်လို့ရမှာပါ like လွှင့်လို့ရမှာကျွန်တော်က formula တွေလည်းပြလို့ရမယ် dot site တွေလည်းပြလို့ရမယ်เนาะဒီတိုင်းကျွန်တော်ချရေးပေးနေရတဲ့ခါကျတော့တိတ်အဆင်မပြေဘူး video file တင်ရတာလည်းအရှိကြီးလည်းတင်လို့မရတော့တိတ်အဆင်မပြေဘူးဗျာเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဒါတောင်းဆိုကြည့်တာပါဒါမိတ်ဆွေတို့ဝင်ရောက်ကြည့်ရှုခဲ့တဲ့ခါကျရင်ကျွန်တော်ကိုအားပေးသည်ဖြစ်စေအားမပေးသည်ဖြစ်စေ like and subscribe လေးတော့လုပ်ပေးခဲ့ပါကျွန်တော်ထပ်ပြီးတော့ကြိုးစားပေးပါမယ်ဒီညနေမှာတော့ပောက်ကွက်ကျင်းတွေပေါက်ပါမယ်လို့ကျွန်တော်ထင်ထားပါတယ် main ကွက်နဲ့အရန်နဲ့တစ်ခုခုပါပဲဒီ12ကွက်ကတော့ပြေးမလွတ်ဘူးဒီ12ကွက်တော့မဟုတ်ဘူးဗျာအဲ9ကွက်ထဲကနေပြေးမလွတ်ဘူးလို့ကျွန်တော်တွေးထားတယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီညနေမှာအားလုံးကန်ကောင်းနိုင်ကြပါစေကဲအားလုံးပဲကျွန်တော်ရဲ့ video file လေးကိုဝင်ရောက်ကြည့်ရှုခဲ့တယ်ဝင်ရောက်ကြည့်ရှုခဲ့ပြီဆိုရင်အားလုံး like and subscribe လေးလုပ်ထားပေးပါဝင်ရောက်ကြည့်ရှုခဲ့တဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုလည်းတယောက်ချင်းစီတိုင်းကိုကြီးကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ဒီကနေဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးလည်းညနေမှာ share အောင်မြင်ပြီးတော့ဒိုင်စီကနေများဆဆထုတ်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းလေးတောင်းရင်းနဲ့အားလုံးပဲညနေမှာကံကောင်းနိုင်ကြပါစေမနက်ဖြန်ကျွန်တော်ထပ်ပြီးတော့မနက်ပိုင်းမှာပြန်ပြီးဗီဒီယိုဖိုင်ထပ်တင်ပေးပါမယ်အားလုံးဘိုင်မှာအားလုံးညနေကံကောင်းကြပါစေ